အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မျိုးကြီးရဲ့ရိုးရှင်းသောဘဝဆိုတဲ့သချင်းလေးကိုukulele tutorial လုပ်ပေးချင်ပါတယ်သူ့မှာပါတဲ့ကော့လေးတွေကကြတော့ပထမဆုံး G B minor ဒီလိုပေါ့နော် B minor B C B D B E minor B E minorဒီကောလေးပါပါတယ်သူက strumming pattern လွယ်တယ်ပေါ့နော်အရင်တော့ tutorial လုပ်ပေးခဲ့တဲ့ video လေးအတိုင်းပဲ strumming pattern က down down up up down up down down up up down up ဆိုတော့အကုန်လုံး down down up up down up နဲ့ပဲသွားပါတယ်ကောဒီအကုန်လုံးကတော့ full bar နဲ့ပဲတီးပါတယ်ဒီတစ်ချက်မှာဆိုတော့ပထမဆုံးအပိုက်လေးစပြီးတော့တီးကြည့်မယ်ပထမဆုံးအပိုက်လေးမှာကြတော့ G B minor C D G နဲ့သွားရပေါ့နော်အဲ့ဒီမှာ G ရဲ့ B minor ရဲ့ကြတော့ full bar ကိုနှစ်ခါစီတီးပါတယ်ကျန်တဲ့ဟာတွေက full bar ကိုတစ်ခါစီပဲတီးပါတယ်ဆိုတော့တီးကြည့်ပါမယ်ခလီမာတယောက်ချင်းနဲ့ဒီနေ့ကုန်ဆုံးကြီးစံကြီးလောက်ကြတယ်အညာလေးရှိစေရမယ်မနှက်ပြန်အားသေးရချင်နေကျန်တဲ့ဟာမှာအကြီးပေါ့နောက်ဆုံးပိတ်ကိုတစ်ခေါက်နောက်ဆုံးပိတ် strumming တစ်ခါတီးပြီးတော့ရက်လိုက်တယ်ပေါ့နော်ရက်ပြီးတော့နောက်ထပ်တစ်ပိုက်သွားပါတယ်နောက်ထပ်တစ်ပိုက်ကလည်း G B minor C D G နဲ့ပဲသွားပါတယ်ဆိုတော့တီးကြည့်ပါမယ်နေရောင်ကြီးမဟုတ်လေပဲကျေစလောက်တော့ငါရဲ့လက်တကန်းတွင်အကိုတဆွမ်းလောက်အလီအောင်အနွေးတဲ့ပေးခဲ့တယ်Okay နောက်တစ်ပိုက်ကကြတော့chorus ရောက်သွားပြီပေါ့နော် chorus မှာကြတော့အကုန်လုံးကို full bar တစ်ခါစီပဲတီးပါတယ်ဆိုတော့တီးကြည့်ပါမယ်ရွှေငွေနဲ့ဂုံသိမ်းတွတ်တို့မရှိလေနေနိုင်ပါတဲ့တစ်သက်လုံးအလိုအဆုံးကဘဝကိုရိုးသားဆုံးနေဖို့နိုင်စကံများကရှာပါလုံးနဲ့ကိုဘဝကိုစိတ်ကြိုင်နေလိုက်ယူရှင်လုံးနဲ့ဘဝကအကောင်းဆုံးOkay ပါဆိုတော့နောက်ဆုံးပိတ်အပိုက်ကတော့နည်းနည်းလေးဘားတွေအမြန်ခုန်ပြီးသွားတာဆိုတော့တချင်းခုမှစပြီးတော့အဆိုးပြီးတော့လိုက်ပြီးတော့တီးကြည့်မယ်ဆိုလို့ရှိရင်တော့တော်တော်လေးခက်ပါတယ်တင်းနဲ့တော့အဆင်ပြေသွားမှာပါဆိုတော့အခုချိန်ကြီးလေခက်နေတော့မှာပဲကိုတော့ကတော့ Okay ပါဆိုတော့တချင်းအစအဆုံးတစ်ခေါက်ပြန်တီးကြည့်ပါမယ်ခလီမာတယောက်ချင်းနဲ့ဒီနေ့ကုန်ဆုံးကြီးစံကြီးလောက်ကြတယ်အငါလေးရှိစေရမယ်မနှက်ပြန်အားသေးရချင်နေနေရောင်ကြီးမဟုတ်လေပဲကျေစံလောက်တော့ငါရဲ့လက်တကန်းတွင်အကိုတဆန်းလောက်လီအောင်နှွေးတဲ့ပေးခဲ့တယ်ရွှေငွေနဲ့ဂုံသိမ်းတွတ်တို့မရှိလေနေနိုင်ပါတဲ့တစ်သက်လုံးအလိုအဆုံးကဘဝကိုရိုးသားဆုံးနေဖို့နိုင်စကံများကရှာပါလုံးနဲ့ကိုဘဝကိုစိတ်ကြိုင်နေလိုက်ယူရှင်လုံးနဲ့ဘဝကအကောင်းဆုံး Thank you for watching အားလုံးပဲကျေးဇူးတင်ပါတယ်နောက် tutorial တွေမှာပြန်တွေ့ချင်ပါတယ်